မသိခိရတော့တောင်းမှမှာကျွန်တော်ဖက်ရမစားဘူးကတော့ကာတိုမီးဆိုပြီးပိုပိုပါဝေတော့ရှာဝေးကြဆိုရယ်ကာတိုကားလေးဖြစ်ပါရဲ့တဲစစားရအောင်ဟာမင်းကတကူလို့ပတ်နေပါလားဘလို့ဖြစ်တာလဲနားတခြားစားဦးကြားတယ်တို့ကွာကူရှာပစ်စားပါဦးဤရအေးဟဲကူရှာပေးပါလို့ပြောတာကိုပထမပါလဲကွာရော့ဒီရှာခွေရေးရေဒါနဲ့ရှာပေးမလို့ပါကွာဟာတော့ပဲရှာပေးကဲဒါဆိုဒီမှာပိုပိုရှာတာအုံးကိုရှင်းလိုက်မယ်တီဟောပြီးတော့အကိုအချက်ကြနေရဲကွာဟာတွေ့ပြီဟဲ့မင်းရှာခွေရေးဒါကိုကျူးကျူးပါပဲကွာနာစာအုပ်ရှာတွေးွားပြီဆိုတော့ပြီးတော့မှပဲစားလို့တော့မယ်လောဆယ်မေရီဒါတို့ချပြီးဘာလို့ရိုက်ကောင်းမလဲဟာတိပြီတို့တွေလမ်းမထွက်ပြီးလူတွေကြောက်ရခဲ့တဲ့ပတ်စံတွေလက်ရှာရေးကောင်းမလားဤဒီမင်းကျကားလာပေါ့ကြောက်နေကြရင်ကွာခုပဲထွက်ကြတာမယ်ဟာစက်ကဟိုဘက်ချက်ဘက်ကိုညာရနေရဲကွာရှာတဲ့ဟေးနေရတယ်ရဲ့ဟေးဟောဟိုညာတဲ့ကိုရနေပြီနားကြည့်စမ်းပါဦးဟေ့တီဗီနားလည်းဒီဣဒီယာဟုတ်မေဘူးဝါတော်ပြီရရဲ့ဘက်ဆန်နေကမ်းမဝယ်စားပြီးပဲရတာဆိုဟာဟိုမမိပြီပါလားအေးဟာဟဲဘဘူးလို့ပါလားနားပူဖီလေးကြပါလို့နင်တို့တွေးချသေးလားဟေးဟာမေးကြပန်းมาလဲဆိုဟောဒီစနဲ့ရှာပြီးမယ်မပူနဲ့ကဲမိဒီပူစီလေးလို့ရေးထလိုက်မယ်ဒီဟာဟိုလက်သေးဘက်ကိုယုံကြနေရဲ့ဟာပွားကြည့်ကြစို့ဟောအမိုက်ပေါ်စီကိုကြောက်နေရလားဟဲငါပူစီလေးအမိုက်ပေါ်ကိုကြပြီးကြံမထွက်လာခင်းလာတာကိုတော့ပါတည်းရဲ့ဟဲနားကြကိုတွေ့ရရှာပေးလို့မျိုးကိုမွတ်လိုက်ကိုကျွေးမယ်လေလားကျေးဇူးပဲမစားတော့ဘူးခုပဲကမ်းမိုးဝယ်စားလာတာပလိုက်အောင်မယ်တာလာဟိရတာဆိုဟာဟိုမှာဖက်တီနဲ့ကိုချိုလို့အမေတွေပါလားဟဲဘို့လို့ဖက်တီနဲ့ကိုချိုလို့အတူကြတယ်လားအေးမတွေ့မိပါဘူးဘာဖြစ်လို့လဲအဲ့ဒီတနက်ကြီးတွေအေကိုစားပွားလုံးမယ်ကြော်ပြီးခုစတိုက်ချတာဘယ်မှမတွေ့ဘူးဟာဟုတ်တယ်ခုလို့စဲကလေးကြနေကြအဲ့ရညရဲ့အဲ့ဒီရဲ့ဟောဒီရီတာလည်းရှာပေးမယ်မပူလဲအဲ့ဒီတော့တီစေးပဲလို့ယုံကြနေရခညာဒါဆိုအဲ့ဒီဘက်ကိုပွားချရမယ်ဟာဟိုကေးဆိုင်ကိုယုံကြနေရဲ့လာကဲ့တွေ့ပြီနာလို့ကိုစားလို့မှညာပြီးကေးဆိုင်ရနေတဲ့ငကောင်နာဖို့တာကြီးကြခုလိုတွေ့ရတယ်ရှာပေးဖို့ကျေးဇူးပါပဲကွယ်ဟုတ်ကဲနားလေးအေးကြတော့ကဲအေးရပြီနင်းအမေဒီဆက်မတော်ပဲမင်းအကြီးမရှာကေစားပါလို့တော့နားစားလို့ပြီးရင်အဲ့ဒီဆက်နဲ့ရှာဆိုအိုးမယ်နော်ကြားလားဟိခင်တင်းဟေးအေးစားလေးကိုပြီးသွားပြီကွာအဲ့ဒီဆက်ယူပြီးရှာခွေရေးလို့ရမယ်ကွာဟေးဒီကလေးပါနာမှာထားရဲ့ဆက်ရောမတွေ့ပါလားဟာဒီမှာစားရတွေရပါလားပါလဲဟာဟေးကောင်ပိုတို့အရိုက်ခံရအလုပ်တဲ့မင်းတို့ဆက်ကိုဒီစဝဲဘော်ကနေတော့အလေးယူသွားပြီမြို့ရှာခွေဆက်နဲ့လိုက်ရှာဖို့မစင်းစားရတော့တတာဖက်တီနဲ့ကိုကျိုးဟီပါသွားပြီကြတို့ဆက်ကိုရရှာဖို့ရတာမရှိတော့ဘူးဟီအစားဆိုကြည့်ကြပေးတော့လဲကျူးတယ်ပါရဲ့ကျွန်တော် channel ကို like subscribe အားပေးကြပါဦးလဲဖိနာခလာပါရဲ့ထားဖို့မိတ်ပါရဲ့နော်အားလုံးပဲကျူးတယ်ပါရဲ့ခင်ဗျာ bye bye